များတွေငွေရှာနေတဲ့ဒီဘက်ခေတ်မှာ2025ကျော်လို့2026ရောက်တော့မယ်သူများဗီဒီယိုတွေကိုထိုင်ကြည့်နေတော့မယ်မလားဆိုတော့ထိုင်ကြည့်တာထိုင်ကြည့်လို့ရပါတယ်သူများတွေကတင်နေဆိုတာကသူတို့ပတ်စံရလို့တင်တာမျက်စိညောင်းခံပြီးဖုံးပေကုန်ခံပြီးထိုင်ကြည့်နေမယ်ဆိုရင်အကျိုးမရှိပါဘူးဆိုတော့ knowledge ရမယ့်အရာတွေကိုထိုင်ကြည့်နေရဆိုရင်တော့အကျိုးရှိပါတယ်ဆိုတော့မိတ်ဆွေတို့ကိုယ့်အတွက်အကျိုးမရှိတဲ့ဗီဒီယိုတွေကိုထိုင်ကြည့်ပြီးတော့သူများတွေပေါ်တော်လောက်တဲ့အကြောင်းအရာတွေနဲ့ဝေရှာနေတဲ့အချိန်မှာအဲ့ဒီပေါ်တော်လောက်တာကိုအားပေးအားမျှပဲဖြစ်နေတယ်ကိုနိုင်လေဗီဒီယိုအခြေခံရဲ့အကြောင်းအရာတော့ဘာမှမသိဘူးဆိုရင်အရန်ခက်နောက်ကြတဲ့အထက်မှာပါနေပါပြီမိတ်ဆွေအဲ့တော့မိတ်ဆွေတွေအတွက်အကျိုးရှိအောင်ကျွန်တော်ကဗီဒီယိုကိုမှကက်ကတ် software တစ်ခုရှိရုံနဲ့ကိုမှဖုန်းတစ်လုံးရှိရုံနဲ့ဗီဒီယို editing အလွယ်ကူဆုံးလုပ်နေလို့ကျွန်တော်တင်ထားပေးပါတယ်ဆိုတော့မိတ်ဆွေကဗီဒီယိုကိုဘာတစ်ခုမှမဆက်တတ်သေးဘူးဘာမှမသိသေးဘူးဆိုကျွန်တော် channel ကိုအစကအဆုံးဝင်ကြည့်သွားကြည့်ကက်ကတ်နဲ့ဗီဒီယို editing လုပ်နေကိုအစအဆုံးရှင်းပြထားတယ်ဆိုပေမဲ့မပြီးသေးပါဘူးဒီနေ့ဆိုရင်ကျွန်တော်ကက်ကနဲ့ video editing လုပ်နေသင်ပေးလိုက်ခဲ့တာ episode 5ကိုရောက်ပြီဆိုတော့5တော့ရောက်နေပြီမိတ်ဆွေကဒီအစကအကြောင်းအရာလေးတော့ဘာမှမသိဘူးဆိုအကျိုးမရှိဘူးပေါ့နော်အဲ့တော့မိတ်ဆွေသူများတင်ငွေရှာနေတယ်လို့မိတ်ဆွေလည်းငွေရှာနိုင်ပါတယ်လုပ်ရင်တော့ဖြစ်ပါတယ်မလုပ်ရင်မဖြစ်ဘူးဒါကလူတိုင်းသိပြီးသားပါအဲ့တော့မိတ်ဆွေ video တစ်ပုဒ်ကိုလွယ်ကူနဲ့ video editing လုပ်တတ်သွားမယ်ပတ်စံလည်းတပြားမှမကုန်မဲနဲ့လောက်တက်သွားမယ်ဆိုရင်မိတ်ဆွေစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော် channel လေးကို like and subscribe လုပ်သွားပေးပါပြီးရင်ကျွန်တော်တင်သမျှအကြောင်းအရာတွေကိုသိအောင်လို့ကျွန်တော်ရဲ့ channel လေးက notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးအဲ့တော့မှကျွန်တော်ကအပိုင်းနေနဲ့ကျွန်တော်ကသင်ပေးတာပါဘာလို့ဒီလို episode 1 2 3ဆိုပြီးကျွန်တော်တင်ပေးလေဆိုရင်ကျွန်တော်တို့တွေကလေးလာမှုအားနည်းတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့တွေကက်ကက်ထဲမှာပါတဲ့ feature တစ်ခုရဲ့ဒီ2C အကြောင်းကိုကျွန်တော်တို့ကတစ်ခုချင်းစီကိုအသေးစိတ်ရှင်းပြမယ်ဆိုရင်အပြည့်စုံအကုန်လုံးကိုရှင်းပြသွားမယ်ဆိုရင်ခေါင်းချောက်သွားမယ်လုံးတဲ့လူတွေလည်းစိတ်ပါဝင်စားဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကစိတ်ပါဝင်စားလည်းဖြစ်အောင်ကျွန်တော်ရဲ့ channel မှာကျွန်တော်ကဒီလိုပုံစံမျိုးလေးတွေကိုတေချာစနစ်တကြားနဲ့အပိုင်းလေးတွေခွဲပြီးသင်ပေးရခြင်းဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ရဲ့ဗီဒီယိုကဘာမှအကျိုးမရှိဘူးဆိုရင်တော့ကြော်သွားလို့ရပါတယ်အကျိုးရှိလားမရှိလားဆိုတာဒီဗီဒီယိုကိုအစကိုင်းအဆုံးထိကြည့်သွားလိုက်မိတ်ဆွေအ ਨੇ ဆုံးတော့ကျွန်တော်သင်ပေးတဲ့အကြောင်းအရာနဲ့ကျွန်တော်ပြောပြထားတဲ့အကြောင်းအရာနဲ့မိတ်ဆွေသဘောပေါက်သွားတယ်ဆိုရင်တော့မိတ်ဆွေဗီဒီယိုကို editing လုပ်တတ်သွားမှာသိကြပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ပြလဲဘယ်လိုသင်ပေးလဲဆိုတော့ဒီဗီဒီယိုလေးကိုအစကိုင်းအဆုံးကြည့်သွားပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာစวัสดีครับ basic knowledge share ကရင်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုတစ်ပုဒ်ဖန်တီးဖို့အတွက်ကျွန်တော်တို့မှာလိုအပ်တဲ့ CapCut software ရှိရပါမယ်အဲ့တော့မိတ်ဆွေတို့က CapCut software မတောင်းရသေးဘူးဆိုရင် CapCut software တောင်းလိုက်ပါအဲ့တော့ CapCut software တောင်းမတောင်းနေလဲကျွန်တော်ပထမဗီဒီယိုမှာကျွန်တော်ရှင်းပြခဲ့တာပြီပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ဖန်တီးတော့မယ်ဆိုရင်ကျွန်တော်တို့က new project တွေဝင်ပေးရတယ်ဆိုတော့ဒီ new project တွေဝင်ပေးပါခင်ဗျာโอเคကျွန်တော်ကဥပမာဒီဗီဒီယိုလုပ်ပြလိုက်မယ်ပေါ့နော်ဒီဗီဒီယိုလေးရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာအရင်တော့ကဆိုရင်ကျွန်တော်1 2 3မှာဒီကက်ကတ်တဲ့စာဝင်တာနဲ့မြင်ရတဲ့ tools တွေကိုကျွန်တော်ရှင်းပြခဲ့တယ်ပေါ့နော်ဆိုတော့ဒါတွေပြီးသွားပြီဆိုတော့အခုကပါလဲဆိုရင်ဒီ update ထဲမှာကျွန်တော်တို့ကဒီ spray တွေဒီ animation တွေဒီ effect တွေဒါတွေလည်းကျွန်တော်ရှင်းပြခဲ့ပြီပေါ့နော်ဗီဒီယိုအနှေးမြန်လောက်တာတွေရောဒီ frame ဒီ copy ခုတ်တာတွေလည်းကျွန်တော်ရှင်းပြခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်ကနောက်ထပ်ကပါကြံနေလဲဆိုရင်ဒီဘက်ကdeblocking ကပါလဲဆိုရင်ကျွန်တော်တို့က make to ကူးတဲ့သဘောမျိုးပါဆိုတော့ကျွန်တော်လုပ်ပြမယ်နော်ဘယ်ဗီဒီယိုလုပ်ချင်တာလဲပေါ့နော်ဥပမာဒီဘက်ဗီဒီယိုလုပ်ချင်နေဆိုရင်ဒီဗီဒီယိုကိုလုပ်ချင်တဲ့ဗီဒီယိုကိုလက်လေးနဲ့တစ်ချက်အရင်ဆုံးထောက်ပြီးသွားရင်ဒီဘက်က deblocking ကိုပြန်နှိပ်လိုက်ရင်နှစ်ပုတ်ဖြစ်သွားပါပြီဆိုတော့သူ့ရဲ့ပုံစံကပါလို့ဆိုရင်လည်း make to ကူးတဲ့ပုံစံမှာဆိုတော့ make to လို့လည်းသတ်မှတ်ထားလိုက်ပေါ့နော်ဒါက make to ပြန်ကူးတဲ့ပုံစံမျိုးပေါ့ deblocking ကနောက်တစ်ပုတ်ထပ်ထည့်တာမျိုးပေါ့နော်ဥပမာကိုကအဲ့ဒီပုတ်ကိုပဲထပ်ထည့်တာမျိုးမဟုတ်ဗျာကျွန်တော်တို့
ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဥစ္စာကိုအသစ်ထည့်ချင်တာပဲဆိုရင်တော့ဒီဘက်မှာရှိတဲ့အပေါင်းလေးကိုထပ်နှိပ်ပြီးဒီဘက်မှာကိုလိုချင်တဲ့ဗီဒီယိုဆိုရင်လည်းဗီဒီယိုပေါ့နော်ဓာတ်ပုံဆိုလည်းဓာတ်ပုံထပ်ထည့်လို့ရပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေတို့ကဗီဒီယိုပဲထည့်ဓာတ်ပုံပဲဖြစ်ဖြစ်ထပ်ထည့်မယ်ဆိုရင်တော့ဒီဘက်ကအပေါင်းလေးကိုနှိပ်ပြီးထပ်ထည့်ပါအဲ့တော့ဒီပလက်ကင်ကတော့မိထူကူတဲ့ပုံစံမျိုးနှစ်ပုတ်ပြန်ဖြစ်သွားပါဘောနော်ဆိုတော့ဒါသူ့ရဲ့ပုံစံကအဲ့လိုမျိုးအလုပ်လုပ်တာပါအဲ့တော့ပြီးသွားပြီဆိုတော့ဒီဘက်က web play ကဘာအတွက်အလုပ်လုပ်တာလဲဆိုရင်ဒီမကြိုက်တဲ့ဗီဒီယိုပြန်ချင်းတာမျိုးပေါ့နော်ပြန်ကြော်လိုက်တာမျိုးဒါပဲ play ရဲ့သဘောတရားပေါ့နော်ဆိုတော့ဥပမာကျွန်တော်ဒီဗီဒီယိုမကြိုက်ဘူးကိုမကြိုက်တဲ့ဗီဒီယိုပေါ့နော်ဥပမာဒီဗီဒီယိုချင်းချင်ဒီဗီဒီယိုချင်းချင်ဒီဗီဒီယိုချင်းချင်နေဆိုရင် okay အဲ့ဗီဒီယိုလေးလက်လေးတစ်ချက်ထောက်ကိုချင်းချင်တဲ့ဗီဒီယိုလက်လေးထောက်ပြီးဒီဘက်က play ကိုနှိပ်ပြီးသွားရင်ဥပမာကျွန်တော်ထပ်ထည့်မယ်ပေါ့နော်အဲ့တော့ထပ်ထည့်မယ်ဆိုရင်ဒီမှာဒီဟာလေးထည့်ပြမယ်ပေါ့နော် okay ဒီမှာပြောင်းလိုက်တာဆိုတော့ဒါကိုပြောင်းချင်တဲ့ဗီဒီယိုကိုပြန်လဲချင်တဲ့ဗီဒီယိုပေါ့နော်အလဲလဲပြန်လုပ်ချင်တဲ့ဗီဒီယိုဆိုရင်ဒီဘက်က replay ကိုနှိပ်ပြီးရင်ဗီဒီယိုထည့်မှာလားဓာတ်ပုံထည့်မှာလားပေါ့နော်ဥပမာကျွန်တော်ဓာတ်ပုံဆိုလဲဓာတ်ပုံပေါ့ဆိုတော့ဗီဒီယိုဆိုလဲဗီဒီယိုပေါ့နော် okay အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာဆိုရင်ဓာတ်ပုံဥမာဒါဆိုရင်ဓာတ်ပုံထည့်လိုက်ပြီနော်ဘာပဲဖြစ်ပါကိုကဓာတ်ပုံပဲထည့်ဗီဒီယိုထည့်ချင်တာကိုပြန်ပြီးဒီဟာကိုလေးတစ်ချက်နှိပ်ပြီးသွားရင်ဒီဘက်က replay ကိုနှိပ်ပြီးသွားရင်ကိုရဲ့ဗီဒီယိုဟိုတစ်ချက်ပြန်နှိပ်လိုက်ရပြီဗောနော်ဆိုတော့ဒါအရန်လဲလွယ်ပါတယ်ဗောနော်โอเคအဲ့တော့ကိုကဗီဒီယိုတွေပါတယ်ပြန်ပြီးတော့ချိန်တက်သွားပြီဆိုရင်ဒါဆိုရင်ကျွန်တော်ရှင်းပြနှစ်ခုပြီးသွားပြီဗောနော်အဲ့တော့နောက်တစ်ခုကကြတော့ overlay ဒီ overlay ကဘာလဲဆိုရင်ဥပမာဗီဒီယိုကိုကျွန်တော် overlay ကိုနှိပ်လိုက်မယ်အဲဆိုသူ့အောက်ရောက်သွားရင်မိတ်ဆွေတို့မြင်မယ်ထင်ပါတယ်အောက်ရောက်သွားပြီအဲ့ဒါဘယ်လိုပုံစံမျိုးဆိုဗီဒီယိုနှစ်ပုတ်ဖြစ်နေမှာကြည့်လိုက်ဒါလေးကိုနည်းပေးချင်းလိုက်ဥပမာကျွန်တော်ဖုန်းနဲ့ဒီမှာရှင်းပြနေတဲ့ပုံစံမျိုးပေါ့နော်ဒီအရှိမတစ်လုံးမြင်နေရမယ်ဒီမှာလုံးမြင်နေရမယ်ဒီလိုပုံစံမျိုးပေါ့သူ့ရဲ့ပုံစံကအဲ့လိုပဲကျွန်တော်တို့ကဒီ overlay အကြောင်းပြီးခဲ့တဲ့အပုတ်ကကျွန်တော်ရှင်းပြတယ်ဒီ overlay မဟုတ်ဘူးဒါဒီမှာကိုလိုချင်တဲ့ဗီဒီယိုကို overlay ထည့်တာပေါ့ဒါကနော်ဥပမာဒီဗီဒီယို overlay ထည့်မယ်ဆိုရင်ဒီဟာလေးကိုကျွန်တော်တို့ကအလွယ်ကူပေါ့နော်ဒီမှာထပ်ထည့်လိုက်တာမျိုးဆိုတော့သူ့ကိုထည့်ကျင်းလိုက်ကြည့်ဒီမှာတလားအဲ့ဒါနှစ်ပုတ်ဖြစ်နေတာမကြည့်ကိုထည့်ချင်တဲ့ဗီဒီယိုပေါ့နော်ဘယ်နှပုတ်ပဲထည့်ပေါ့ဒီကိုပြောနေရင်လည်းဒီဗီဒီယို overlay ထည့်ချင်တယ်ဆိုရင်အဲ့လိုပုံစံလေးပေါ့နော်ဆိုတော့ okay အဲ့လိုပဲကျွန်တော်တို့ကဒီမှာလဲ overlay အကြောင်းကျွန်တော်ရှင်းပြခဲ့ပူတယ်ပြီးဒီမှာစဝင်တာနဲ့တွေ့ရတဲ့2စီဒိတ်ထဲမှာလဲဒီ overlay အကြောင်းပြောပြတယ်ဒီ overlay လဲအဲ့လိုပဲသူ့လက်လေးနဲ့ထောက်ပြီးသူ over app ထဲဝင်ပြီးဒီမှာကိုလိုချင်တဲ့ပုံတွေဗီဒီယိုတွေထပ်ထည့်တာမျိုးပေါ့နော်ဆိုတော့တူပါပဲသို့ပေမဲ့သူကကျတော့ကိုလုံးနေတဲ့ဗီဒီယိုကိုoverlay ထည့်ချင်လို့ဖြတ်ထည့်လိုက်တဲ့ပုံစံမျိုးပေါ့နော်အောက်မှာဖယ်ထားတဲ့ပုံစံမျိုးဖယ်ပြီးမှကိုပြန်ထည့်တဲ့ပုံစံမျိုးပေါ့ဆိုတော့ဒီမှာကြည့်အဲ့လိုပုံစံလေးပေါ့နော်မတပုတ်ဒီမှာတပုတ်ဆိုတော့သူ့ရဲ့ system ကသူ့ရဲ့ပုံစံကအဲ့လိုမျိုးအလုပ်လုပ်တာပါဆိုတော့ဒီ update ပြောင်းပြမယ်နော် okay အဲ့တော့ဒီ overlay အကြောင်းလေးသိပြီဆိုရင်ဒီဘက်က object နဲ့ဒီဘက်က filter ဒီနှစ်ခုအကြောင်းလေးကျွန်တော်ပြီးခဲ့တဲ့အပတ်တွေကလည်းကျွန်တော်ရှင်းပြခဲ့တယ်ဒီဘက်ကobject နဲ့ဒီဘက်က filter အဲ့တော့ကျွန်တော်ပြန်ရှင်းပြမယ်ပေါ့နော်ဗီဒီယိုတစ်ပုတ်ပြန်လုပ်ပြီဆိုတာနဲ့ကျွန်တော်ကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေပြန်နှွေးတဲ့သဘောမျိုးလည်းဖြစ်အောင်တစ်ခါတည်းလဲရှင်းပြရဲဆိုတာကသူဒီမိတ်ဆွေတို့လည်းပြန်နှွေးတဲ့သဘောမျိုးလည်းဖြစ်အောင်ပြီးရင်လောက်တက်သွားအောင်ပို့ပြီးအကျွမ်းတုံဝင်ဖြစ်အောင်ပေါ့နော်ကျွန်တော်ကတစ်ခါတည်းလဲပြန်ရှင်းပြတာပါဆိုတော့ဒီရဲ့ object ကဘာလဲဆိုရင်ကျွန်တော်ဒီဘက်က color တွေကိုချိန်တာပေါ့ဥပမာဒီဘက်မှာအလင်းမှောင်တို့ဒီမှာအယောင်တို့ပေါ့နော်ဆိုတော့ဒါတွေကမိတ်ဆွေတို့ကိုစိတ်ကြိုက်လိုက်ချေပါဒါတွေကိုကျွန်တော်လိုက်မရှင်းပြပါဘူးပေါ့နော်ဘာလို့မရှင်းပြလဲဆိုလို့ရှိရင်ကျွန်တော်ကိုနိုင်တုံကလည်းအဲ့လိုပဲကာလာတွေကိုကိုယ့်ကိုအမျိုးမျိုးလိုက်ချင်အမျိုးစုံလိုက်လုပ်ပြီးတော့မှကိုယ့်ကိုတက်လာပေါ့နော်ကျွန်တော်လည်းဘာတင်နှမ်းမှတက်လာခဲ့တာမဟုတ်ပါဘူးဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုလည်းအဲ့လိုပဲကိုစိတ်တိုင်းကြဖြစ်အောင်ကိုတိုင်းဗီဒီယိုတစ်ပုတ်ကိုဖန်တီးနိုင်အောင်ဖြစ်စေချင်ပါတယ်ပေါ့နော်အဲ့တော့ကာလာတစ်ခုကိုတော့မချိန်နိုင်ဘူးဆိုလို့ရှိရင်တော့ဒါဆိုရင်တော့မိတ်ဆွေတို့ဗီဒီယိုတစ်ပုတ်ဖန်တီးဖို့အတွက်အများကြီးလိုအပ်ပါသေးတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါမိတ်ဆွေကကိုယ့်ဘက်ကိုလိုချင်တဲ့ကာလာတွေကိုလိုက်ချိန်မှာဒီဘက်က filter ဒီ filter ကကာလာတွေပေါ့နော်ဥပမာကျွန်တော်ဒီကာလာကိုကြိုက်ဆိုရင်ဒီမှာဒီကာလာကိုထည့်ချင်တဲ့ဗီဒီယိုပေါ့နော်ဥပမာဒီဗီဒီယိုထည့်ချင်နေဆိုရင်လည်းဒီသူ့လက်လေးထားပြီးရင်ခုနကျွန်တော် filter လိုက်ရှာပေါ့နော်ဒီမှာ filter ရှိပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ပါကိုကဒီဗီဒီယိုထည့်မှာလဲပေါ့နော်ထည့်ချင်တဲ့ဗီဒီယိုလက်လေးထောက်ပြီးကိုကာလာထည့်ဘယ်အရာပဲလွတ်ပေါ့နော်ကိုဖြတ်ချင်တာပဲဖြစ်ဖြစ်အဲ့ဗီဒီယိုလက်လေးထောက်ဖြတ်တာမျိုးပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီနှစ်ခုရဲ့အလုပ်လုပ်ပုံကအဲ့လိုပုံ system ပေါ့နော်ဆိုတော့နောက်ပြီးတော့ဒီဘက်ကဘာကြံနေဆိုရင် retap ဒီဘက်က retap ကဘာလဲဆိုလို့ရှိရင်
ကျွန်တော်တို့ရဲ့မျက်နှာပေါ့နော်ဟိုမှာကျွန်တော်မျက်နှာလေး grow သွားအောင်လုပ်တာပေါ့ဆိုတော့ဒီဟာကဒီ tools က main ကလေးတွေအတွက်အရန်အဆင်ပြေပါတယ် main ကလေးတွေဆိုရင်ဟိုမျက်တောင်မွေးထဲတာမျိုးတို့ဒီမှာမျက်ခုံးမွေးထဲတာမျိုးပေါ့နော်ဆိုတော့ဒါ main ကလေးတွေအသုံးများပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေမှာ main ကလေးတွေပါတယ်ဆိုရင်တော့ဒီ tools လေးကသူတို့အတွက်အများကြီးအကျိုးရှိပါတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကဘယ်လိုပဲဖြစ်ဖြစ်မိတ်ဆွေတို့ကအခုမှဗီဒီယိုစလုံးမဲ့သူတွေဆိုရင်တော့ဒီ pro feature တွေပါတယ်ဒီလိုစိန်ပုံလေးတွေနဲ့ပါတယ်ဆိုရင်တော့မယူပါနဲ့ဒါမိတ်ဆွေတို့ export ထုတ်လို့မရပါဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကပတ်စံပေးပြီးတုံးထားတာမဟုတ်လို့ပါကျွန်တော် free တုံးထားတာဖြစ်လို့ထုတ်လို့မရတာပါအဲ့ okay အဲ့ဒီအားတွေပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာအပေါ်ဆုံးကဒီ AI 80တဲ့ဝင်ပြီဆိုရင်ဒါတွေက agent တွေပါကျွန်တော်တို့ဒီဗီဒီယိုကိုပေါ့နော်ကိုအကြည့်အဝါပေါ့နော်ဥပမာတချို့ဗီဒီယိုတွေ resolution ကြတာမျိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအပေါ်ဆုံးက resolution ကြတော့ကျွန်တော်ဒီ920ဆိုရင်ကြည့်ပါတယ်ပေါ့နော်အကြည့်ဆုံးကတော့ဒီ 2K တို့ 4K တို့ပေါ့ကျွန်တော်အရင်တုန်းကဆိုရင်တော့ဒီ1800အထိသုံးလို့ရတယ်အခုနောက်ပိုင်းမပေးသုံးတော့ဘူးပေါ့နော်ကျွန်တော် free သုံးတာများလို့လာတော့မသိဘူးဒါမှမဟုတ်ဒီအောက်က frame size ကကြတော့ကျွန်တော်တို့က30 frame နဲ့ရွေးထားလို့ရှိရင်เนาะဒီကိုရိုက်ထားတဲ့ဗီဒီယိုရဲ့ screen အပြည့်ရတယ်ဗောနော်ဒီအောက်က file size တွေလည်းဘယ်လိုဖြစ်ကိုမှာကအမြင့်ဆုံးတင်လို့ရတယ်ဆိုတော့အမြင့်ဆုံးအဆုံးထိတင်လိုက်ပေါ့နော်ဆိုတော့ဒီအပေါ်ကဒါကဒီအပေါ်ကကြတော့ကျွန်တော်ရဲ့ video resolution ပေါ့နော်အဲ့ဒီဟာလေးကိုရသလောက်တင်မှာဆိုတော့ဒီကဲရွေးမိတ်ဆွေတို့မှာဒီအလဲလောက်ရတယ်ဆိုတော့အလဲလောက်ထိပဲတင်ထားပါတော့ဆိုတော့ဒါနဲ့တင်မယ်အဆင်ပြေပါပြီ okay အဲ့တော့ကျွန်တော်အပြီးပြီဆိုရင်ဒီဘက်က export ထုတ်မယ်ဆိုတော့ဒီမှာကျွန်တော် export ထုတ်တာမရပါဘူးဘာလို့မရလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်လည်းကျွန်တော်ဗီဒီယိုကိုအကြည့်ဆုံးထိကျွန်တော်တင်ထားခဲ့တယ်ဒါပေမဲ့သူပတ်စံပေးရမယ်ပေါ့နော်ဒီဘက်မှာဆိုလည်းအဲ့လိုပဲကျွန်တော်မျက်နှာမှာတွေကျွန်တော်လောက်ထားခဲ့ပေါ့နော်အဲ့မှာလည်းကျွန်တော်တို့ဒီpro feature တွေကိုတုံးထားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော် export ထုတ်လို့မရပါဘူးအဲ့တော့မိတ်ဆွေတို့အရန်တတိထားပါပေါ့နော်ကိုတုံးခဲ့တဲ့ဥစ္စာတွေပါနေလို့ရှိရင်ဒီလို export ထုတ်လို့မရလို့ရှိရင်ဘာကြောင့်လဲဘာလို့မရတာလဲဆိုပြီးမတွေ့ပါနဲ့ဗီဒီယိုတစ်ပုတ်စဖန်တီးရတဲ့ကိုက free တုံးနေရလားပတ်စံပေးပြီးတုံးနေတာလားဆိုတာကိုတတိထားပြီးတော့ကိုတုံးချင်တဲ့ tools တွေကိုတုံးပါပတ်စံပေးပြီးတုံးတာမဟုတ်ဘူးဆိုရင်တော့မိတ်ဆွေတို့ဒါလေးတွေကျွန်တော်ဒီ pro feature တွေပါတုံးထားပြီးဆိုရင်တော့တုံးလို့မရပါဘူး okay ဗီဒီယိုကတော့ဆက်ပြီးသွားပြီဆိုတော့ဘယ်လိုနေလဲခက်လားခက်တယ်ဆိုတာမိတ်ဆွေနားလေသဘောမပေါက်ရင်တည်ရင်တော့ခက်ပါတယ်အကယ်မိတ်ဆွေကနားလေသဘောပေါက်သွားပြီဆိုအရင်လွဲပါတယ်ဗောနော်ဆိုတော့ဒီဘက်ခေတ်မှာသူများတွေလွယ်လွယ်ကူကူနဲ့ငွေရှာနေကြပြီအဓိကကျွန်တော်ဘယ် platform မှာဖြစ်ဖြစ်ဗီဒီယိုတွေနဲ့ပဲ editing လုပ်ပြီးငွေရှာလာကြတာဆိုတော့မိတ်ဆွေတို့အတွက်လည်းဘယ်လိုပဲဖြစ်ဖြစ်မိတ်ဆွေတို့ကလည်းဒီလိုပုံစံမျိုးလုပ်ကြည့်ပါအဲ့ဒါဆိုမိတ်ဆွေတို့အတွက်အကျိုးရှိပါတယ်အိမ်မှာထိုင်နေပြီးသူများဗီဒီယိုတွေထိုင်ကြည့်နေမဲ့အစားကိုယ့်ရဲ့ဗီဒီယိုလေးတွေကိုယ့်ဟာကိုယ်ပဲ editing လုပ်နိုင်အောင်စူးစမ်းပါအဲ့တော့ကိုယ်တိုင်ဖန်တီးနိုင်အောင်စူးစမ်းပါအဲ့ကြလို့ရှိရင်မိတ်ဆွေတို့ငွေရှာလို့ရမှာတေးကြပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုအစားကအဆုံးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေအားလုံးလည်းအဆင်ပြေနိုင်လိမ့်မယ်လို့လည်းထင်ပါတယ်ကဲရွေးမိတ်ဆွေတို့ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာတွေကိုသဘောပေါက်နားမလည်ဘူးဆိုရင်ကျွန်တော်ရဲ့ discussion မှာလာရေးသွားပေးလို့ရပါတယ်ကျွန်တော်ပြောတဲ့အကြောင်းအရာတွေကိုနားလည်တဲ့သဘောပေါက်တဲ့စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးပါပြီးရင်ကျွန်တော်တင်သမျှအကြောင်းအရာတွေကိုသိအောင်လို့ကျွန်တော် channel လေးရဲ့ဒီဘက်အောက်က notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးပါလို့လည်းတောင်းဆိုချင်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေအားလုံးလည်းအဆင်ပြေနိုင်လိမ့်မယ်လို့လည်းထင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်